မင်္ဂလာပါဗျကျွန်တော်ဒီနေ့ AO234 နဲ့ထပ်ပြီးတော့မိတ်ဆက်ပေးပါစေ AO234 မှာဆိုလို့ရှိရင်ဂိမ်းမောင်းများစွာတနေရာထဲမှာစောင့်စားနိုင်ပြီးတော့ငွေသွင်းငွေထုတ်ပြုလုပ်ချင်တယ်ဆိုလို့ရှိရင်လည်း KP ဝယ်ပြီးတော့နဲ့ငွေသွင်းငွေထုတ်ပြုလုပ်လို့ရပါတယ် 100% ဖိတ်ချတဲ့ website တစ်ခုဖြစ်ပြီးတော့ရေုံကြည်ကြည်နဲ့ဆက်ချလက်ချကစားလို့ရပါတယ်တကယ်လို့ကိုကကစားချင်တယ်ဆိုလို့ရှိရင်ကျွန်တော် comment မှာ game ရဲ့ link ကိုချပေးထားပါမယ်အဲ့ဒါနဲ့ copy view ပြီးတော့တားရောက်ပြီးတော့စောင့်ကစားလို့ရပါတယ်เนาะAO234 မှာဆိုလို့ရှိရင်သူကကျွန်တော်လူမျိုးပေါ့အခုကျွန်တော်အခုပြောနေတယ်လူမျိုးစကားလေးပြောမယ်ပြီးရင်ကိုဆက်ရိုက်ဗီဒီယိုလေးနှစ်ပုတ်ရိုက်မယ်စုစုပေါင်း3ပုတ်ကို YouTube Facebook TikTok Instagram စတဲ့နေရာတွေမှာ9ပုတ်တင်လိုက်တာနဲ့မြန်မာငွေ2000ရမှာဖြစ်ပါတယ်အဲ့ဒါကနေတိုင်းရမှာเนาะတနေ့တိုင်းရတာမဟုတ်ပါဘူးနေတိုင်းရမှာဖြစ်ပါတယ်နေတိုင်းဒီဗီဒီယို9ပုတ်ရိုက်ပြီးတော့ကျွန်တော်ခုနကပြောတဲ့ Facebook YouTube TikTok Instagram စတဲ့နေရာတွေမှာဗီဒီယို6ပုတ်တင်လိုက်အောင်နဲ့မြန်မာငွေ2000ကျပ်တီတီကိုရရှိမှာပဲဖြစ်ပါတယ်ဗျအဲ့တော့စိတ်ဝင်စားလို့လှုပ်ချင်တာပဲဖြစ်ဖြစ်အိမ်မှာပဲဝင်ငွေရှာခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်စီကိုလာရောက်ပြီးတော့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ comment မှာလည်းတကယ်လို့လှုပ်ချင်တယ်ဆိုလို့ရှိရင် handle နဲ့ရေးခဲ့ပေးပါကျွန်တော်ကနေမှထပ်ပြီးတော့ AO234 အကြောင်းကိုထပ်ပြီးတော့အသေးစိတ်ပေါ့နော်မိတ်ဆက်ပေးပါမယ်ပြပြပေးပါမယ်ပြီးလို့ရှိရင်တော့ဘယ်လိုလုပ်လို့ရလဲဆိုတော့အကုန်လုံးလုပ်လို့ရပါတော့အင်ရှင်မိုင်းလည်းလုပ်လို့ရတယ်ကျောင်းသားကျောင်းသူတွေလည်းလုပ်လို့ရတယ်ဝန်ထမ်းတွေစသဖြင့်အကုန်လုံးလို့ရတယ်ပေါ့နော်အိမ်မှာပဲကိုယ်ကဝင်ဝင်ရှာခြင်းနဲ့အပြင်ထွက်ပြီးတော့လည်းအလုံးမလုံးချင်ဘူးအပြင်ထွက်ပြီးအလုံးလုံးရမှာလည်းပင်ပန်းတာကိုကြောက်တယ်ဆိုလို့ရှိရင်ဒါအိမ်မှာပဲအေးစစ်စစ်ဝင်ဝင်ရှာလို့ရတဲ့နေရာတစ်နေရာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကနေတစ်စင်လက်တွဲပြီးတော့ဒါအကုန်လုံးကိုခေါ်ချင်ပါတယ်ပြီးတော့ဒီမှာကိုကပေါ့နော်ကျွမ်းကျင်သွားပြီဆိုလို့ရှိရင်တနေ့ကို2000ထက်မကတဲ့ဝင်ငွေတွေလည်းရရှိလာမယ်လို့ကျွန်တော်ဘက်ကနေအာမခံပါတယ်ဗျပြီးကြတဲ့ခါကျတော့သူကbonus တွေလည်းအများကြီးရှိတယ်ပေါ့နော်ကိုဒီဗီဒီယိုကောင်းရင်ကောင်းတယ်လို့ဗီဒီယိုဒီလိုမျိုးပေါ့နော်စကားပြော skill ကောင်းရင်ကောင်းတယ်လို့မျိုး2000ထက်မကတဲ့ဝင်ငွေတွေလည်းအများကြီးရအောင်မှမို့လို့လက်မနေပဲနဲ့မြန်လေးလာပြီးတော့ကျွန်တော်တို့နဲ့လာပြီးတော့ join ပေးဖို့အတွက်ကိုလည်းဒီကနေကျွန်တော်ကနေဒီကနေတစ်ဆယ်ဖိတ်ခေါ်ပေးပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်နော်